လူတွေတိုင်းမှာတွေ့မျိုးရှိကြတာပဲကိုကချစ်ကိုနူးညံ့ခြင်းလေးလို့မြင်နေကိုချင်တာသူကိုမြင်နေရုံနဲ့အသေးနှလုံးလေးယူချက်ဖြစ်တယ်ဒီလိုဖြစ်ကုန်နေတီးလို့ပြောပြတယ်ကိုလည်းဘယ်တော့ချစ်ခဲ့မိတော့လို့ထင်လေကိုယ်တိုင်းမှာတော့ပြေရှာနေစေမင်းလေးတိတ်တီးဖို့ကောင်းနေသူ့ကိုချစ်တာပြည့်ချင်နေလားကွယ်မချင်ရဘူးလို့ဘယ်သူတွေကပြောလို့လဲနူးညံ့ခြင်းကိုချစ်လို့ခေါ်လားကွယ်အချစ်တွေလို့ပြောတဲ့ရဆက်သွားတယ်မြတ်တရားကိုတဲ့နဲ့လို့ဆက်တယ်ခွင့်ပြုပေးရရင်ခုံးတဲ့ခြင်းကိုအချစ်တိတ်ချစ်တယ်တိတ်ချစ်တယ်